အဲ့လိုမျိုးပေါ့နော်ဆိုတော့ခေါင်းဆောင်ရဲ့ဝိညာဉ်ကစီစဉ်တယ်အခုကတော့ကျွန်တော်တို့ကတော့ဗာလဲဆိုတော့ဒီနေ့ပေါ့နော်တပည့်တော်မွေးထုတ်ခြင်းနော်ကျွန်တော်တို့ကဗာလဲဆိုတော့တူးတွေကတူးကိုမွေးတော်လို့တပည့်တော်ကတပည့်ကိုမွေးရမယ်ယုံကြည်သူကယုံကြည်သူကိုမွေးရမယ်ခေါင်းဆောင်ကခေါင်းဆောင်ကိုမွေးထုတ်ရခေါင်းဆောင်ရဲ့တာဝန်ကခေါင်းဆောင်အများကြီးမွေးထုတ်မယ်တပည့်ရဲ့တာဝန်ကတပည့်အများကြီးမွေးထုတ်နော်အားလုံးကတကယ့်ကိုပေါ့နော်မွေးထုတ်ရမယ်လို့ပွားများရမယ်လို့ဖယားသခင်ကအချင်းတို့များပြားစွာမွေးဖွားကြလို့ဆိုတဲ့အဲ့ဒီဥစ္စာကိုဖတ်တဲ့အခါမှာလေဟိုတခါတည်းကျွန်တော်နည်းနည်းအတန်မာနေအတန်ရဝင်နေတယ်လို့ပဲအားဆိုင်ပြီးစကားပြောနေရနော်ဟောဟလာဟောအဲ့ဒါတကူလို့မထွက်ဟယ်လိုပို့တော့ပြေးတော့ဟယ်လိုနည်းနည်းတော့တန်းထွက်ဟယ်လိုဒီနေ့ကျွန်တော်တို့ကတပည့်တော်ကိုမွေးထုတ်ရမယ်သူတွေဖြစ်တယ်เนาะကျွန်တော်တို့ကအချင်းတို့များပြဆိုမွေးပွားကြလို့ဆိုရဲပေါ့เนาะအချင်းတို့များပြဆိုမွေးပွားကြကျိုးတွေနည်းနည်းဆက်လာအချင်းတို့များပြဆိုမွေးပွားကြလို့ဆိုတဲ့ကြမ်းပိုက်ကိုကျွန်တော်တို့ကဖတ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အမြင်ပါလဲဆိုတော့လင်မယားများကြပါလို့ဘာသာပြန်ကြတယ်မဟုတ်လားအဲ့ဒီကြမ်းပိုက်ကိုဖတ်ပြီးဆိုရင်ဘယ်သူကဘာတွေ့လဲညာကြမယ်လူငယ်တွေအချင်းချင်းညာကြမယ်ကလေးတွေမွေးကြမယ်အဲ့လိုပဲဘာသာပြန်တယ်ဒါပေမဲ့ဂျူးတွေကအဲ့ဒီကြမ်းပိုက်ကိုဖတ်တဲ့အခါမှာဘာလုပ်လဲဆိုတော့ငါတို့ကတဲ့ပေါ့နော် production နော်ထုတ်လုပ်သူတွေဖြစ်ရမယ်ပေါ့နော်လုပ်ငန်းတွေကိုထုတ်လုပ်သူတွေဖြစ်ရမယ်အဲ့လိုမျိုးဖတ်ကြတယ်ဒါပေမဲ့ဝိညာဉ်ရေးရာကောင်းဆောင်တွေကတကယ်ဝိညာဉ်သဘောနဲ့ဖခင်ကဝိညာဉ်သဘောနဲ့ဖတ်တဲ့အခါမှာအချင်းတို့များပြားစွာမွေးဖွားကြလို့ဆိုတာကကျွန်တော်တို့ကပွားများရမယ်နော်မနော်ဆိုရင်မနော်မှာသူ့အရေးချင်းရှိတယ်ဆရာမနော်ကမနော်လူမျိုးကလေးတွေအများကြီးမွေးရမယ်သူမရှိတော့ရင်တောင်မှမနော်မရှိတော့တောင်မှမနော်ကိုတတိယဆရာမလိုတော့အောင်မနော်လေးတွေအများကြီးမွေးရအန်တီဆောင်ကတော့ဆူတောင်းအားတန်တယ်ဆိုတော့အန်တီဆောင်ကဘာမွေးထုတ်ရမလဲဆူတောင်းအားတန်တဲ့မျိုးဆက်ကိုသူကမွေးထုတ်ရအဲကြောင့်အချင်းတို့များပြားစွာမွေးဖွားကြလို့ဆိုတာကယောက်ျားယူမိန်းမယူကလေးမွေးကြပါလို့ပြောတာမဟုတ်ပါဘူးအာမင်နော်ဒါလေးကိုတည်းတတိထားဖို့လိုတယ်အဲဒါကြောင့်ကျွန်တော်တို့ကမွေးဖွားရနော်ဒီနေ့အရှိမရှိတဲ့ဆရာမပေါက်စနာလေးတွေပေါ့နော်ဆရာမပေါက်စာတွေဘုရားသခင်မှုတော်မြတ်ထဲမှာစတင်ဆက်ကတ်တဲ့နော်အရှိကဆရာမတွေအားလုံးအထူးပဲကျေးဇူးတင်တယ်ဂုဏ်လဲဂုဏ်ယူတယ်နော်ဝမ်းလဲဝမ်းသာတယ်သူတို့ကိုကြည်တိုင်းအမြဲတမ်းခွန်အားရသူတို့ကဘာလို့ရဒီအရွယ်ကစပြီးတော့ငါလူမျိုးနောက်ထပ်10ယောက်ငါမွေးထုတ်ရမယ်အဲ့လိုစိတ်ရှိရဒါကြောင့်သူ့လူမျိုးနောက်ထပ်10ယောက်ကိုမွေးထုတ်ပြီးပြီဆိုရင်နော်ဒါကြောင့်ကျွန်တော်နိုင်ငံတော်ကောင်းဆောင်တွေပြောလဲမြန်မာပြည်ကြီးကိုဘယ်လိုဖြစ်စေချင်လဲလို့ပြောတော့ငါမလိုတော့တဲ့မြန်မာနိုင်ငံငါကိုတန်းတဆရာမလို့ပဲနဲ့ငါမရှိရင်လည်းဖြစ်တဲ့မြန်မာပြည်ကြီးဖြစ်ချင်တယ်အခုအဲ့ဒါကပေါ့နော်ဒီနေ့ခရိယန်ကောင်းဆောင်တွေကလည်းအခုအဲ့ဒါတွေပြောနေကြတယ်ဒီအတင်းတော်မှာနော်ဆရာအားကိုမလိုတော့တဲ့ဆရာအားကိုဦးဆောင်ဆရာရှိနေဆရာမလိုတော့တဲ့ဖယားသခင်ရဲ့နိုးထတဲ့အတင်းတော်ကြီးဖြစ်စေချင်ဟာလေလုယာနော်ဘာမဆိုမှကိုလိုတယ်ငွေကြီးဆိုလဲဆရာရဲ့လုပ်ပါအောင်ငါမလိုတော့ဒီမှာထိုင်နေတဲ့ခေါင်းဆောင်တွေနောက်ထွက်လာတဲ့ခေါင်းဆောင်တွေအားလုံးကလည်းငွေကြီးကဏ္ဍမှာတော့၎င်းစောက်လုပ်ရေးကဏ္ဍမှာတော့၎င်းနော်မွေးဖွားတဲ့ကဏ္ဍမှာတော့၎င်းနော်စီးရုံးတဲ့ကဏ္ဍမှာတော့၎င်းနော် idea ထုတ်တဲ့အခါမှာတော့၎င်းဆရာအားကိုမလိုတော့ဆရာအားကိုတက်ပိုတက်ပြီးတော့ပို idea ကောင်းပြီးတော့ပိုပြီးတော့နော်စီးရုံးရေးကောင်းပြီးတော့ပိုပြီးတော့ပေါ့နော်ဖန်ငွေတွေတောက်အောင်လှုပ်ဆောင်နိုင်တဲ့ခေါင်းဆောင်ကောင်းတွေမွေးထုတ်ဖို့လိုတယ်ဟာလေလုယာအဲ့ဒါကကျွန်တော်တို့အသင်းတော်ရဲ့အဓိက
တွားနေတဲ့လမ်းကြောင်းဖြစ်အခုဒါကြောင့်ကျွန်တော်တို့ကမွေးဖွားခြင်းမွေးထုတ်ခြင်းများပြားစွာမွေးဖွားခြင်းလမ်းကြောင်းတဲ့ကိုကျွန်တော်တွားနေတာအာမင်ဒီနေ့တရားဟောမဲ့တရားတော့မနေ့ကကလေးကျွန်တော်ဆုတောင်းတယ်ဒီမနေ့လည်းဆုတောင်းတယ်မနေ့ကလည်းဆိုတော့ဒီနေ့လည်းကျွန်တော်နှစ်ခါဆုတောင်းတယ်ဘာလဲဆိုတော့ဒီနေ့တရားဟောခြင်းဟာတစ်နှစ်စာကာလပတ်လုံးအတွက်တရားဖြစ်တဲ့အတွက်ကြောင့်ဝိညာဉ်တော်ဖွင့်ပြပါဒီနေ့တရားဟောခြင်းဟာဒီနေ့ဟာနောက်တစ်ပတ်မှလည်းကျွန်တော်ဟောမှာမဟုတ်တော့เนาะနောက်တစ်ပတ်ပြီးတဲ့ခါတော့ထပ်ဟောရင်ဟောမယ်ဒါပေမဲ့ဒီတစ်ပတ်တရားဟောခြင်းဟာအတင်းတော်ရဲ့2025 2026တစ်နှစ်တာကာလပတ်လုံးရဲ့မိုတူတရားဟောချက်ဖြစ်တယ်အာမင်အဲ့ဒီတော့ကျွန်တော်တို့ဆုတောင်းတဲ့အခါမှာဒီမနေ့ထအခုဒီချိန်မှာထလာတဲ့အခါမှာဘာမှမဆိုင်ဘူးကျွန်တော်ဒီမှာကျမ်းစာမှတ်ထားတာတွေ့လားကျမ်းစာဒီနေ့တရားဟောမဲ့ကျမ်းပိုက်တွေမှတ်ထားတာရှိတယ်ဒါပေမဲ့အခုမှတ်ထားတဲ့ကျမ်းပိုက်တွေနဲ့လုံးဝမသက်ဆိုင်တဲ့များပြားစွာမွေးဖွားကြလောဆိုတဲ့ကျမ်းပိုက်ကအထဲမှာအလိုလိုလေးပေါ်လာအချင်းတို့များပြားစွာမွေးဖွားကြလောအဲ့ဒီဥစ္စာအထဲမှာအလိုလိုပေါ်လာအခုအဲ့ဒါကြောင့်ကျွန်တော်မွေးဖွားရမယ်နော်ဦးကျော်ကလည်းနော်ဆရာကျော်စင်ထွန်းကလည်းနော်ဒီစင်ပေါ်မှာ तू မလိုတော့တဲ့ तू ဖျားเจ้าမတက်ရင်တောင်မှနော်မလိုတော့တဲ့ state စင် worship team ပြအောင်မွေးဖွားရ तू လည်းမွေးဖွားရအဲ့တော့လူတိုင်းကကျွန်တော်ဒီမှာရှိတဲ့အတင်းသားတွေကဦးလာကြီးကလည်းပြိတ္တတွေမှာထိုင်နေဦးလာကြီးကလည်းသူ့အလုပ်သူလုပ်နေတယ်သူ့လူမျိုးသူမွေးဖွားရမွေးထုတ်ရကဲငါမရှိငါအလုပ်တွေအားလုံးနေတာဝန်ယူတော့နင်ဒီကိစ္စတွေအားလုံးနဲ့တာဝန်ယူတော့မွေးထုတ်ရမယ်ကွာအဲ့တော့ကျွန်တော်တို့အားလုံးကမွေးထုတ်တဲ့လူတွေမွေးဖွားတဲ့လူတွေကျွန်တော်တို့အားလုံးကပွားများတဲ့လူတွေဖြစ်မယ်ဆိုရင်တော့ဒီနေ့ကပ္ပဦးကျမ်းကလေးကနေဖျားတဲ့အလူရှိတာကများပြားဆိုမွေးဖွားဖို့များမွေးဖွားဖို့ပွားများဖို့ဖျားကအလူရှိတာပွားများဖို့အလူတော်ရှိတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကပွားများဖို့ချိန်ဖြစ်ပါတယ်ဟာလေလုယာအားကြောင့်ဒီနေ့ကျွန်တော်တို့ဒီနေ့ပေါ့နော်တကယ်အားပေးခြင်းတယ်ကျွန်တော်တို့ဆုတောင်းပြီးမှပေါ့နော်လုံးဝမရည်ရွယ်ဘူးထိုင်နေတော့လည်းအဲ့ဒီအကြံမထွက်ဘူးပလင်ပေါ်ရောက်အခုကျန်းစာအုပ်ကင်ပြီးတော့မိုက်ကင်လိုက်တဲ့အချိန်မှာမှအုံနောက်ထဲမှာထွက်လာတာကတော့အချင်းတို့များပြားစွာမွေးဖွားကြပွားများတဲ့အသင်းတော်ဖြစ်ပွားများစွာတော့တဆင့်ပြည့်ပွားများတဲ့အသင်းတော်ဖြစ်အသင်းတော်ကလည်းဒီအသင်းတော်မှာပဲနော်မေဂါချက်ကြီးဖြစ်ဖို့မဟုတ်လူတွေကမေဂါချက်ကိုသဘောမပေါက်ကြဒီမှာရှိတဲ့လူတွေကျွန်တော်ခဏပြောကျွန်တော်ကမ္ဘာအကြီးဆုံးအသင်းတော်လို့ခေါ်တဲ့ဒေါက်တာယုံကြည်ချိုအသင်းတော်ရွယ်တို့မှာလည်းကျွန်တော်ရောက်ဘူးရွယ်တို့ဘုရားကျောင်းမှာပြိတ္တအားလုံးအကုန်လုံးထိုင်လို့စတယ်ဆိုရင်5000 6000အဲ့လောက်ပဲစနော်ကျွန်တော်ကထိုင်ကော်မတီထားတော့မသိဘူးဒါပေမဲ့သူ့အသင်းတော်ကသူ့ဘာပြောလဲကမ္ဘာမှာအများဆုံးအသင်းသား8သိန်းရှိတယ်တဲ့အဲ့အသင်းသား8သိန်းရသူ့ဘုရားကျောင်းမှာ8သိန်းဆက်တဲ့စီဒီဘုရားကျောင်းဆိုမရှိဘူးလေဘောလုံးကွင်းမှာတောင်မှအကြီးဆုံးဘောလုံးကွင်းလူ9000 သိန်းပဲဆက်တာနော်အဲ့လောက်ပဲဆက်တာဘောလုံးအကြီးဆုံးဘောလုံးကွင်းတောင်မှအာရီနာကြီးတွေပေါ့နော်တကယ်အာရီနာကြီးတွေမှာတောင်လူက6000တို့8000တို့တသိန်းဟာအာနာကုန်တယ်ဆိုတော့လူက5000 6000ပဲဆက်ဒါဆိုရင်ဘာဖြစ်လို့8သိန်းဖြစ်လာလဲဆိုတော့ပွားများလို့ဖြစ်တယ်သူကနော်သူ့အတင်းတော်ကနေသူ့အမှုတော်ဆောင်ဒီထဲကနေနောက်ထပ်အတင်းတော်တွေပွားများတဲ့ခါမှာအဲ့ဒီအတင်းတော်ပွားများတဲ့ဥစ္စာတွေအားလုံးကိုလူရည်ပြီးတော့စည်ရင်းရည်တဲ့ခါမှာအဲ့ဒါအားလုံးပေါင်းရဲ့စုစုပေါင်းလူရည်ဖြစ်နော်အခုကျွန်တော်တို့ဆိုရင်တော့နော်ကြိုက်ထုံမှာတင်းတယ်ဆိုဘီလင်းမှာတင်းတော်ရှိတယ်ဘောနော်ကျွန်တော်ရင်းငိမ်မှာရှိတယ်မြောက်တီမှာရှိတယ်မဲဆောက်မှာရှိတယ်ကျွန်တော်အတင်းတော်ကနေပွားများတာနော်ဆရာမစုပွင့်တို့ကာတို့ဆရာမုံတို့နော်ဒီနေ့ဆရာပြန်ပူတို့အိုးမှာပေါ့နော်ဆရာရိုလင်တို့နော်ပွားများကြတယ်ဒီအတင်းတော်နေဆရာတန်းစင်ဦးတို့ဒီအတင်းတော်ကနေအတင်းတော်ဖြစ်တဲ့အခါမှာသူတို့ရဲ့အတင်းသားတွေအားလုံးလူဦးရေအားလုံးစည်ရင်းတွေကောက်ပြီးတော့အဲ့ဒါတွေရဲ့စွတ်စွတ်ပေါင်းလူဦးရေကိုပြောတာအဲ့ဒါနဲ့ပဲသူတို့ကအဲ့လိုပြောတာနော်စင်ကာပူမှာ